ကျမယောက်ျားကညာတိုင်းတကောင်ကြော်တာနဲ့ထရက်ကားနောက်ခန်းထဲကိုတိတ်တိတ်လေးဝင်နေတာကိုကျမသိလိုက်ရတယ်ပထမတော့ဘာမှလည်းတိတ်မစင်စားမိဘူးဒါပေမဲ့တရက်ကြတော့ကျမချက်ပြုတ်ပြီးတာနဲ့သူကထမင်းနှစ်ပွဲယူပြီးနောက်ခန်းထဲကိုထပ်ဝင်သွားပြန်ရောတကားကိုလည်းကိုးကြောင်ကိုးဝက်ပိတ်သွားခဲ့တယ်နောက်တနေ့ကျတော့ကားမောင်းနေရင်းနဲ့နောက်ခန်းထဲကတခုခုလှုပ်ရှားနေတဲ့အတန်ကိုရုတ်တရက်ကြားလိုက်ရတဲ့အထဲကနေတစုံတယောက်ခောက်နေတဲ့အတန်မျိုးပဲဒါပေမဲ့ကျမယောက်ျားကရေဒီယိုကိုအဆုံးထိကျလိုက်ပြီးဘာတမ်းမှမကြားဘူးလို့ပြောတယ်ကျမလည်းဘာမှမပြောနိုင်တော့ဘူးလေအဲ့ဒီညမှာတော့ကျမတမင်တကာလှလှပပလေးဝစ်ပြီးသူ့နာပိုးကပ်ဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့သူကကျမကိုတွန်းဖယ်ပြီးနောက်ခန်းဘက်ကိုပဲထက်လှည့်သွားပြန်တယ်ကျမသူ့ကိုမသွားဖို့တားဆီးကြည့်တော့သူကချက်ချင်းကိုစိတ်ဆိုးတော့တာပဲသူကကားခန်းထဲမှာတခြားလူနဲ့ဆိုအိတ်မပြောဘူးလေအိတ်မပြောရင်လည်းနောက်တနေ့ခီးဝေးကိုဘယ်လိုမောင်းနိုင်မလဲတဲ့ကျမလည်းဘာမှမပြောနိုင်တော့ဘူးကျမအိတ်ဖို့ပြင်နေတော့မှပဲထူးဆန်းတဲ့အတန်တစ်မျိုးထပ်ကြားလိုက်ရတယ်ကျမကားပေါ်ကနေခုန်ဆင်းပြီးကြည့်လိုက်တော့နောက်ခန်းကတုန်ခါနေတာကိုတွေ့ရတယ်ချက်ချင်းပဲတခုခုတော့မှားနေပြီလို့ကျမခံစားလိုက်ရတယ်ဘာတွေဖြစ်နေလဲသိရအောင်နောက်တကားကိုဖွင့်ဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့ကျမယောက်ျားကအထဲကနေရုတ်တရက်ပြေးထွက်လာတယ်သူကချွေးရွှဲနေပြီးဒါကကျမကိုတန်တရားတွေပိုဖြစ်စေခဲ့တယ်ဘာတွေဖွက်ထားလဲဆိုတာကြည့်ဖို့ကျမအတင်းဝင်ဖို့လုပ်ခဲ့တယ်ဒါပေမဲ့သူကကျမကိုထပ်တွန်းထုတ်လိုက်ပြီးဘာမှမရှုပ်ခိုင်းနဲ့လို့အော်တယ်သူပြောတာကဒီကုန်ပစ္စည်းမှာတခုခုမှားယွင်းသွားရင်ကျမတို့နှစ်ယောက်လုံးကိုရောင်းရင်တော့အရှုံးကိုပြန်မဖုံးနိုင်ဘူးတဲ့အဲ့ဒီစကားကြားရတော့ဒါနဲ့ကျမလည်းဒီအတိုင်းပဲထားလိုက်ရတော့တယ်ဒါပေမဲ့အထဲမှာဘာလို့ဝက်ချက်တွေရှိနေလဲဆိုတာကျမတော့သိချင်နေတော့မယ်ပစ္စည်းချရမယ့်နေရာမရောက်ခင်သူကကျမကိုတာယာတွေစခိုင်းနေသူကအလုပ်သမားတွေစီစဉ်နေတော့ကျမလည်းအကုန်စစ်ဆေးခဲ့တာဘာမှတော့မမှားဘူးဒါပေမဲ့နောက်ခန်းကတင်းတင်းကြပ်ကြပ်ဖုံးအုပ်ထားတာကိုသတိထားမိလိုက်တယ်ပြီးတော့အလုပ်သမားတွေတီးတူးပြောနေတာကိုကြားလိုက်ရတယ်အဲ့ဒါကသူကအမြဲတမ်းနှစတူရမ်းမိတာကိုလွတ်နေအောင်ထားတယ်တဲ့အကုန်သာအပြည့်ထည့်ရင်ခီးစဉ်တိုင်းရာကနန်းလောက်ပိုရနိုင်တဲ့သူပါလို့အဲ့ဒီလိုလုပ်လဲဆိုတာသူတို့နားမလည်ဘူးပြောကြတယ်ဒါကအထဲမှာတခုခုပုံကွယ်နေပြီဆိုတာကိုကျမပိုတေချာစေခဲ့တယ်ကျမတကားကိုဖွင့်ဖို့အပြေးသွားလိုက်တော့သူကဒေါသတကြီးထပ်ပေါက်ကွဲပြန်တယ်သူကနောက်ခန်းထဲဝေးဝေးနေဖို့တတိပေးတယ်မဟုတ်ရင်ချက်ချင်းအိမ်ပြန်ဖို့ပြောတယ်သူ့ရဲ့ထူးဆန်းတဲ့အပြုအမူတွေကကျမကိုတန်တရားတွေဖြစ်နေခဲ့တာကြာပြီးညတိုင်းလဲသူပင်ပန်းနဲ့ပြောပြီးနောက်ခန်းထဲမှာအကြာကြီးတယောက်ထဲနေတယ်ထဲကနေထူးဆန်းတဲ့အတန်တွေလဲထွက်လာတယ်ဒီတခါတော့ကျမမခံနိုင်တော့ဘူးကျမတကားကိုဒေါသတကြီးထုရိုက်တော့တာပဲသူယူမိုက်သူတယောက်လိုပြေးထွက်လာပြီးကျမလည်းပင်ကိုဆွဲကားကိုဘာလို့ရက်တာလဲဆိုပြီးအော်ဟစ်တော့တယ်အဲ့ဒီရှုပ်ထွေးမှုကြားထဲမှာပဲကျမသူ့စီကနေခြေအိတ်တစ်ချောင်းကိုဆွဲဖြုတ်ယူလိုက်တယ်အခုတော့တက်တွေကရှင်းရှင်းလင်းလင်းဖြစ်သွားပြီးသူကကျမတို့မိသားစုကိုတစ္ဆာဖောက်ပြီးတခြားမိန်းမတစ်ယောက်ကိုနောက်ခန်းထဲဖွက်ထားတယ်လို့ကျမယုံကြည်လိုက်ပြီးကျမစိတ်ပြက်အားငယ်နေတာကိုမြင်တော့သူဘာတခုမှမပြောနိုင်တော့ဘူးသူကမြေပြင်ပေါ်ဒူးထောက်ပြီးကျမအပေါ်ဘာမှမလုပ်ခဲ့ဘူးလို့ဆက်ပြကျိန်ဆိုနေတယ်သူတကယ်ကိုအားငယ်နေတဲ့ပုံပေါက်နေတယ်ဒီခီးစဉ်ပြီးရင်အိမ်တလုံးဝယ်ပြီးအခြေချကြမယ်လို့သူပြောတယ်အဲ့ဒီကတိတွေကကျမကိုခဏတော့စိတ်အေးစေခဲ့တာမို့သူ့ကိုတစ်ခါလောက်ယုံကြည်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ဝန်ဆောင်မှု area တစ်ခုမှာရနာတော့သူရေဝယ်ဖို့တိတ်တိတ်လေးထွက်သွားတာကိုကျမတွေ့လိုက်ရတယ်ဒါကသူ့ရဲ့ထူးဆန်းတဲ့အပြုအမူတွေအားလုံးကိုကျမကိုပြန်တတိယစေတယ်ကျမယူကြည်ကြည်အကွက်ချခံရတယ်လို့ခံစားလိုက်ရတယ်ကျမရဲ့ဒေါသနဲ့တစ္ဆာဖောက်ခံရတဲ့ခံစားချက်အားလုံးပေါက်ကွဲထွက်လာတော့တယ်ဂိတ်စစ်ဆေးတစ်ခုကိုရောက်တော့ရဲတွေကကျမတို့ကိုစစ်ဆေးဖို့တားဆီးတယ်သူတို့ကရိုးရိုးရှင်းရှင်းမေးခွန်းအနှဲငယ်ပဲမေးခဲ့တာပါကျမယောက်ျားကဖြေနေတော့အရန်ကိုစိတ်ပူနေခဲ့တယ်သူကဘာမှမပြောဘူးကျမကိုတတိပေးတယ်အရာအားလုံးပြီးဆုံးတော့မလို့ရှိတော့မှပဲကျမရုတ်တရက်တကားကိုတွန်းဖွင့်ပြီးရဲတွေစီကိုပြေးသွားခဲ့တယ်သူကနောက်ခန်းထဲမှာတရားမဝင်ပစ္စည်းတွေဖွက်ထားတယ်လို့ကျမသတင်းပေးလိုက်တယ်ရဲတွေရဲ့မျက်လုံးတွေချက်ချင်းပြောင်းလဲသွားပြီးကျမယောက်ျားမျက်နှာကလည်းဖြူဖက်ဖြူရောဖြစ်သွားတယ်သူကကျမကိုတားဖို့ကြိုးစားခဲ့ပေမဲ့ရဲတွေကသူ့ကိုတွန်းဖယ်လိုက်တယ်သူကကားထဲမှာဘာမှမရှိပါဘူးလင်မယားချင်းရန်ဖြစ်တာပါလို့ပြောပြီးတောင်းပန်တယ်ဒါပေမဲ့သူ့ရဲ့တုံ့ပြန်မှုကအရန်ပြင်းထန်နေတော့ရဲတွေပို့ပြီးတန်တရားဝင်သွားတယ်ကျမရဲတွေနဲ့အတူတကားဖွင့်ဖို့လုပ်တော့သူကသူ့အင်အားအကုန်သုံးပြီးတကားကိုပိတ်ဆို့ကဘလို့မှမဖွင့်ရဘူးလို့အော်တယ်ဒါကိုဖွင့်လိုက်တာနဲ့ကျမတို့မိသားစုအဆုံးသက်သွားပြီးတဲ့ရဲတွေကသူ့ကိုဖိချုပ်ပြီးအင်အားဖြည့်ဖို့ခေါ်တယ်ကျမကတော့သူ့ရဲ့နောက်ဆုံးရုန်းကန်မှုတွေကိုအေးဆက်ဆက်ကြည့်နေခဲ့တယ်ကျမတို့ရဲ့ဂုဏ်သိက္ခာကိုကျမကာကွယ်နေတာလို့ယုံကြည်နေခဲ့တယ်တကားတော့ကိုဖြည်းဖြည်းချင်းဖွင့်လိုက်တဲ့အခါမှာတော့ကျမတို့ရှေ့မှာတုံ့လောက်เสียမြင်ကွင်းတစ်ခုပေါ်လာတော့တာပါပဲ